ကဲတောင်းတဲ့ဆောင်ဝချီလေးခုနေကမမြတဲ့ပွဲကြောင်းလီလာ30ချက်ကိုကြည့်လိုက်ကြအောင်ဒါကလေတက်ပွဲတစ်ခုတည်းအကြောင်းပြောမှာမဟုတ်ဘူးပို့ပြီးရှုပ်ထွေးတယ်ရှင်းအောင်မငြင်းချက်တွေဘီရိုရာဘာတွေနဲ့ပြည်နေတဲ့စစ်စင်ရေးကြီးတကူလုံးအကြောင်းပါဂျာမနီကစစ်မြေပြင်မှာတပွဲပြီးတပွဲနိုင်နေရင်းနဲ့စစ်ပွဲကြီးတကူလုံးကိုဘလို့လုပ်ပြီးရှုံးသွားတာလဲအဲ့ဒါကိုဒီနေ့မှစူးစမ်းကြည့်ကြမှာပါပြောရင်အောင်ပွဲကလက်တကန်းအလုံးမနဲ့ဘလို့လွတ်ထွက်သွားနိုင်တယ်လဲဆိုတဲ့ဇလန်တပို့ပေါ့ဗျာတိုက်ပွဲတိုင်းကိုနိုင်နေရလားနဲ့စစ်ပွဲတစ်ခုလုံးကိုဘလို့လို့ရှုံးသွားနိုင်မှာလဲဟုတ်တယ်အဲ့ဒီမေကုန်းကပဲပထမကပါစစ်ရဲ့ပထမဆုံး6ပတ်အတွင်းမှာဂျာမန်စစ်တပ်အတွက်တကယ့်ကိုအပြေရှာမရတဲ့ပုတ်စာကြီးဖြစ်ခဲ့တာပါဒီနေ့အထိတောင်တမိုင်းပညာရှင်တွေကဒီရှုပ်ထွေးတဲ့မေကုန်းကိုစိတ်ဝင်စားလေ့လာနေကြတော့မယ်ဒီရှင်းအောင်မညီတဲ့အဖြစ်ကိုတေချာနားလည်ဖို့ဆိုရင်တော့ပထမတိုင်ဟာစလီခုနှစ်ဩဂလရဲ့အချင်းကာလစီကိုပြန်သွားကြည့်အောင်အဲ့ဒီတုန်းကဂျာမန်စစ်တပ်ဆိုတာကြောက်စရာကောင်းတဲ့စစ်ရန်တရားကြီးတစ်ခုလိုပဲဘယ်ကျန်နဲ့ပြင်းတစ်ကိုဖျက်ပြီးတရားချမ်းချီတက်နေတာသူတို့ရဲ့အရှင်ကဘယ်သူမှတားလို့မရဘူးလို့ချင်းရလောက်အောင်မြန်ဆန်ပြီးတကယ်ကိုထိတ်လန့်စရာကောင်းခဲ့တယ်ဂျာမနီအတွက်အကြီးမားဆုံးမဟာဗျူဟာရမြောက်စင်ကောင်းမှုတာကအင်မဆိုးတစ်ခုလိုဖြစ်တဲ့စစ်မက်တာတစ်ခုကိုတပြိုင်တည်းရင်ဆိုင်ရမှာကိုရှောင်ဖို့ပဲတစ်ဖက်မှာပြင်းတစ်တစ်ဖက်မှာရွှေရှားပေါ့ဆိုတော့သူတို့ရဲ့အစီအစဉ်ကရိုးရှင်းပြီးမြဲတကယ်ကိုအန်တရေကြီးတယ်ပြင်းတစ်ကိုအရင်မြန်ဆုံးအနိုင်တိုင်းပဲပြီးမှသူတို့ရဲ့အင်အားအကုန်လုံးနဲ့အရှိဘက်ကရွှေရှားကိုလက်တိုင်းပဲရလုံးကအချင်းကိုက်ဖြစ်ဖို့အရှင်ရဖို့အဖို့မှာပဲမူတည်နေကြတာဂျာမန်တွေရဲ့မဟာဗျူဟာရိုက်အထူးအချက်ကတော့ mission command လို့ခေါ်တဲ့စစ်ရေးအသွေးခေါ်ပါပဲဒါကဘလို့လုံလဲဆိုတော့ရှေ့တန်းကစစ်ကြောင်းမှုတွေကိုစစ်စင်ရေးရဲ့ရည်ရွယ်ချက်ကိုနားလည်နေသမျှကာလပလုံးကိုဆုံးဖြတ်ချက်နဲ့ကိုလွတ်လပ်လုတ်ခွင့်ပေးထားတဲ့စနစ်တစ်ခုပါစောက်ထဲမှာတော့ဒါဟာပြောင်းလဲပြင်လွယ်ရှိပြီးကိုဘာကိုတက်ကြွစွာလှုပ်ဆောင်နိုင်စွမ်းကိုအားပေးတဲ့အတွက်အောင်မြင်ဖို့အတွက်ပြီးပြည့်စုံတဲ့နီလန်တစ်ခုလိုပါပဲဒါပေမဲ့ theory နဲ့လက်တွေ့ကတော့အမြဲတမ်းတစ်ထက်တည်းမကြဘူးဆိုတာမကြခင်မှာပဲတွေ့လာရတော့မှာပါကနေဦးဂျာမန်ထိုးစစ်ကတော့အန်တောစရာကောင်းလောက်အောင်မြန်ဆန်တီထိရောက်ခဲ့ပါတယ်ဘယ်ဂျန်နဲ့ခန်တက်တီကတခုပြီးတခုပြိုလဲကျသွားတယ်မာမိတ်တက်တီဆိုလဲဖေရိုဖဲနဲ့ဆွတ်ခွာခဲ့ရတယ်ပြန်တက်တဲ့အတိုင်းပြန်တိုက်ခိုက်မှုတွေလည်းအကုန်လုံးချိန်မိုးထွားခဲ့တယ်စက်တင်ဘာလအစပိုင်းလောက်မှာတော့သူတို့ဟာပဲရစ်မြို့အစွန်းကမိုင်းမီကမ်ဘာအထိကိုရောက်လာခဲ့ပြီအားလုံးကစီဇန်တိုင်းတိကျကျထိနေပုံပါပဲဒါပေမဲ့အပေါ်ရန်မြင်တွေကလှည့်စားတတ်တယ်ဆိုတော့သတိပြုရမှာပါဟုတ်တယ်အဲ့ဒီအောင်မြင်မှုလေးရဲ့နောက်ွယ်မှာပဲဂျာမန်စစ်အုပ်စီးချုပ်ယုံအတွင်းမှာကြီးမားတဲ့အကြောင်းတွေစပြီးပေါ်လာခဲ့ပြီပြောရရင်အောင်ပွဲခံနေတဲ့စစ်တပ်ကြီးရဲ့အသင်းလုံးထဲမှာပဲရှုံးတင်းချင်းရဲ့မျိုးစေ့တွေစတင်ကျဲချနေခဲ့တာပေါ့ဗျက်တနာရဲ့အစကဂျာမန်စစ်တပ်ရဲ့ညာဘက်ချမ်းကိုတာဝန်ယူထားတဲ့အဓိကဘူချူကြီးနှစ်ယောက်ရဲ့စရိုက်လက္ခဏာချင်းလုံးဝမတူညီတာကနဲ့စခဲ့တာပါဘူချူကြီးအလက်ဆန်ဒါဗန်ကလတ်သူကအလွန်မင်းထိုးဖောက်လို့စိတ်ပြင်းပြပြီးရှေ့ကိုပဲမညာမတာတိုးချင်တယ်သူရဲ့ဘေးမှာရှိတဲ့ဘူချူကြီးကာလ်ဗန်ဘျူလိုကကြတော့ပိုပြီးတတိကြီးတယ်သူရဲ့တပ်ပေးနှစ်ဖက်နဲ့ပင်ပန်းနေတဲ့တပ်သားတွေတော့အမြဲတမ်းစိုးရိမ်နေတတ်တယ်ဒီပူချူကြီးနှောက်ကြားကညီနိုင်မှုမရှိတာကပဲမကြခင်မှာစူးရွားတဲ့အကျိုးဆက်တွေကိုတည်ဆောင်းလာတော့မှာအဲ့ဒီညီနိုင်လို့မရတဲ့ပြဿနာကိုပို့ပြီးတော့စိုးသွားစေတာကပါလဲဆိုတော့ဆက်သွယ်ရေးစနစ်ကြီးတစ်ခုလုံးပြိုလဲသွားတာပဲဂျာမန်တွေကစိတ်ချရတဲ့ဂျင်းနန်စနစ်ကိုပစ်ပြီးအာမကူရသေးတဲ့ရေဒီယိုနီးပညာအသစ်ကိုသွားတောင်းတယ်ဒါကတကယ်ကိုအမားကြီးတစ်ခုပဲကို့ခြေတော့ကိုပြန်ခုတ်လိုက်တယ်လို့ပါပဲဘာလို့လဲဆိုတော့တတိနေ့ကိုလောက်တာပြန်ဖော်တာတွေက26နာရီလောက်ထိကြာသွားတော့စစ်ဦးစီးချုပ်ယုံကပို့လိုက်တဲ့အမိန့်တွေကရှေ့တန်းကိုရောက်တဲ့ချိန်မှာအခြေအနေတွေကပြောင်းသွားပြီဆိုတော့ရှေ့တန်းကစစ်ကြောင်းမှုတွေကဘာဆက်လုပ်ရမှမသိတတိယချက်လက်လုံးဝမရှိတဲ့လေဟာနယ်ထဲမှာကိုဆုံးဖြတ်ချက်နဲ့ကိုလုံနေရတဲ့အခြေအနေမျိုးဖြစ်သွားရောတစ်ချိန်တည်းမှာပဲစစ်ဦးစီးချုပ်ဟမ်မုတ်ဗွန်မော်ခေကိုတိုင်းကလည်းရှစ်တန်းနဲ့အဝေးကြီးမှရှိတဲ့သူ့ရဲ့ဌာနချုပ်မှာတယောက်တည်းတိကျဖြစ်နေခဲ့တယ်သူရတဲ့သတင်းတွေကလည်းနောက်ကျပြီးမပြည့်စုံတဲ့သတင်းတွေကြီးပဲဒါကြောင့်သူ့စိတ်ထဲမှာအစိုးမြင့်စိတ်တွေကတဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့တယ်အရေးကြီးဆုံးအချိန်မှာသူ့ရဲ့အဓိကတပ်ဖွဲ့တွေကိုထိန်းချုပ်နိုင်စွာလုံးဝကိုဆုံးရှုံးသွားခဲ့ပါတော့ကဲဂျာမန်တို့ဘက်မှာဒီလိုတဲ့ profit ဖြစ်နေတဲ့အချိန်မှာပြင်သစ်တွေကတော့သူတို့တုံ့ပြောင်မှုကိုအတေးချပြင်ဆင်နေခဲ့ပါတယ်သူတို့ချင်းကပုံကဂျာမနီနဲ့လုံးဝကိုကွဲပြားခြားနာနေကြတယ်ကွက်ကဲမှုပုံစံတစ်ခုကြားကကွာခြားချက်ကတကယ်ကိုထင်ရှားပါတယ်ဂျာမနီရဲ့ Mission Command စနစ်ကစောက်ထဲမှာတော့လက်အောက်ငယ်တော်တွေကိုလုတ်ပိုင်ခွင့်ပေးတယ်လို့ဆိုပေမဲ့လက်တွေ့မှာတော့ပယမ်းမတာဖြစ်ပြီးညီနိုင်မှုမရှိခဲ့ဘူးပင်တွေကတော့စန့်ကျင်ဘက်ပဲဗဟိုကနေတိုက်ရိုက်ထင်းချုပ်တဲ့စနစ်ကိုတုံးပြီးအားကောင်းပြီးလက်တွေ့ကြတဲ့ခေါင်းဆောင်မှုနဲ့ချီတက်ခဲ့တယ်ဒါကြောင့်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကညီညွတ်တဲ့ပြတ်သားတဲ့偏太不出去 Joseph Joffre သူရဲ့ဂျာမန်ပြိုင်ဘတ်နဲ့လုံးဝကိုမတူပါဘူး
သူကသူ့ရဲ့စစ်ချောင်းမှုတဲ့စီကိုကိုယ်တိုင်သွားရောက်ထွေဆုံပြီးသူ့ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးခဲ့တယ်။တလုံးလုံးရှုံးနေမှုနဲ့ရင်ဆိုင်ခဲ့ရပေမဲ့သူ့ရဲ့တပ်ဖွဲ့ရဲ့စိတ်သက်ကိုထိန်းထားနိုင်ခဲ့တာကလာမယ့်တိုက်ပွဲအတွက်အဓိကတော့ချက်ဖြစ်လာခဲ့တာပါ။ ဂျော်ဖရီယာမဟာဗျူအပိုင်းမှာလည်းပြောင်းလဲပြင်လဲရှိမှုမှာတကယ်ကိုထူးချွန်ခဲ့တယ်။ရင်းတဲ့စစ်စင်ရဲ့တစ်ခုအနေနဲ့သူကတိုက်ပွဲတိတ်မရှိတဲ့ညာပချမ်းကနေစစ်တပ်တစ်ခုလုံးကိုပဲရစ်မြို့နာကအကြီးကျယ်ချင်းချောက်ခံရတဲ့ဘယ်ပချမ်းစီကိုအားဖြည့်ဖို့ရွှေ့ပြောင်းပေးလိုက်တယ်။ဒါပစ္စည်းချင်းရဲ့တကားဝါကိုရောက်နေတဲ့အချိန်မှာပြသခဲ့တဲ့မဟာဗျူအမြောက်ဉာဏ်ပညာပါပဲ။ အခုဆိုရင်ဒီစစ်စင်ရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီတကယ်အဆုံးဖြတ်ပေးခဲ့တဲ့တိုက်ပွဲဟာစစ်မြေပြင်မှာဖြစ်ခဲ့တာမဟုတ်ပဲစစ်သူကြီးရဲ့စိတ်ထဲမှာဖြစ်ပွားခဲ့တာပါ ဗိုလ်ချုပ်ကြီးဗွန်ကလတ်ကအပြတ်အသက်အောင်ပွဲကိုရဖို့ကမယမနာကြိုးစားရင်းနဲ့ပြင်းသက်တက်တေးကိုဝိုင်းပတ်ထိုက်ခိုင်းဖို့သူ့ရဲ့စစ်တပ်ကိုလမ်းကြောင်းဖြောင်းလိုက်တယ်။ဒါပေမဲ့ဒီလိုရဲ့ကြောင့်သူ့ရဲ့တပ်ပေးကပဲရစ်မြို့ဘက်ကိုမထင်မှတ်ပဲပွင့်သွားခဲ့ပြီးသူ့နဲ့ဘျူလိုရဲ့တပ်တွေကြားမှာအန်ဒီရဲ့ကြီးမားတဲ့ကွာဟချက်ကြီးတစ်ခုထစ်ပေါ်လာခဲ့ပါတော့တယ်။ ဒီကိုကချက်ကအချင်းကြီးကိုအကောင်းဆုံးအနစ်ချုပ်ပြထားပါတယ်။ရှင်းတော့မကြီးဆိုတာပဲတက်ဖွဲ့ဒီကြကတကယ်ကွာဟချက်ဒီစိတ်ပိုင်းဆိုင်ရာကွာဟချက်ကစစ်စင်ကြီးအတွက်ပို့ပြီးအဆုံးဖြတ်ပေးခဲ့တယ်ဆိုတာပါပဲ။ အစိုးမြင့်စိတ်နဲ့တရင်ချက်လက်မာရွဲမှုတွေလွမ်းမှုအောင်မှာမိုတ်ကေရဲ့တမန်ဟာတတိကြီးတဲ့ဘိုးချုပ်ကြီးဘျူလိုကိုစုတ်ခွာကိုဆက်တွက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ရှေ့ကိုဆက်တိုးနေတော့ဖြစ်တဲ့ဘိုးချုပ်ကြီးခလတ်လည်းအလားတူစုတ်ခွာခဲ့ရပါတော့တယ်။ဒါစစ်ရီအရှုံးနေလို့မဟုတ်ဘူး။ကြောက်ရွံ့မှုနဲ့တရင်မားတဲ့ရှေ့မှာဒူးထောက်အရှုံးပေးလိုက်ရတော့ပါပဲ။ ဒီစိတ်ပိုင်းဆိုင်ရာပြိုလဲမှုရဲ့ရလကချစ်သွားလဲဆိုတော့ဂျာမန်စစ်တပ်တွေဟာအန်စမစ်စီကိုမိုင်30အကွာအဝေးထိဆုတ်ခွာခဲ့ရတာပါပဲသူတို့ဟာထိုးစစ်စင်နိုင်စွမ်းကိုလုံးဝလက်လိုက်ရပြီးပထမကဘာစစ်ကိုပုံဖော်မဲ့နှစ်ပေါင်းများစွာကြာမြင့်မဲ့ပင်မကြမ်းတမ်းလာတဲ့ကတုတ်ချင်းစစ်ပွဲရဲ့လန်ခင်းပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ် ဒီတော့ယာစုနဲ့တခုကျော်ကဖြစ်ပွားခဲ့ဒီတိုက်ပွဲကနေဘလို့သင်ခန်းစာလေးရယူနိုင်မလဲပြီးတော့ဘာကြောင့်ဒါဒီနေ့ခေတ်ထိအရေးပါနေရတာလဲ အောင်ပွဲကနေရှုံးနေမှုအချဲဘလို့ပြောင်းလဲသွားခဲ့တယ်လဲဆိုတာကိုအဆင့်လိုက်ပြန်ကြည့်ကြရအောင်ပထမချက်ခေါင်းဆောင်မှုပြတ်တောက်မှုပါစရိုက်မတူတဲ့ဘူရုတ်ကြီးတဲ့နဲ့ရှစ်တန်းနဲ့အဆက်ပြဲနေတဲ့စစ်ဦးစီးချုပ်ဒုတိယချက်ဆက်သွယ်ရေးပြုတ်လဲမှုအားမကိုရတဲ့နီးပညာကြောင့်ရှုပ်ထွေးမှုတွေကြံ့ကြာမှုတွေထိခဲ့တယ်တတိယချက်စိတ်ပိုင်းဆိုင်ရာပြုတ်လဲမှုပါရဲရင်မှုတွေပျောက်ပြီးအဆိုးမြင်စိတ်နဲ့ကြောက်ရွံ့မှုတွေကစစ်ဦးစီးချုပ်ရုံးမှာနေရာယူလာခဲ့တယ်နောက်ဆုံးချက်ကတော့ထိုးစစ်ကိုလက်လွတ်လိုက်တာပါပဲစခွာဖို့အမိန်ပေးခဲ့တာဟာမထင်မနေလို့အလိုမဟုတ်ပဲမတေချာမရရမှုကြောင့်သာဖြစ်ပါတယ် အဆုံးမှာတော့ဂျာမန်နီရဲ့ထက်မြက်လာတဲ့ဆိုတဲ့ Mission Command စနစ်ဟာတကယ်တမ်းမှာတော့အလွန်ပြော့ညံ့လေဆိုတာကိုသက်သေပြသွားခဲ့ပါတယ်ဒီစနစ်ကယုံကြည်မှုဆက်သွယ်ရေးနဲ့စိတ်ပိုင်းဆိုင်ရာကြံခိုင်မှုအပေါ်မှာမိကိုနေခဲ့ပြီးစစ်ရေးကြီးမားလာတဲ့ဖိအားအောက်မှာအားလုံးကြေမွဖြစ်စီသွားခဲ့တာပါပဲဒါဟာစစ်မြေပြင်ကိုကျော်လွန်ပြီးအကြတင်းနဲ့ရင်ဆိုင်နေရတဲ့ဘယ်ဖွဲ့စည်းတယ်မဆိုသင်ခန်းစာယူစရာတစ်ခုပါပဲဒီတမိုင်းတုံးတက်ချက်ကိုစဉ်းစားစရာမိကွန်းတစ်ခုနဲ့အဆုံးသက်ချင်ပါရဲ့ချက်ချင်းရနိုင်တဲ့ဒီတာရီကဘာလုံးဆိုင်ရာချစ်စမှုတွေရှိနေတဲ့ဒီခေတ်ကြီးမှာမမ်မစ်တိုက်ပွဲကိုပုံဖော်ခဲ့တဲ့မတိချာမရေရာမှုနဲ့ပယံပတာဖြစ်မှုဆိုတဲ့စစ်မျိုးကိုကျွန်တော်တို့တကယ်ပဲအောင်နိုင်ခဲ့ပြီလားဒါမှမဟုတ်ပြဿနာဟောင်းတွေကိုပြဿနာအသစ်တွေနဲ့လဲလွယ်လိုက်ယုံပဲလား